ကျွန်းတော့မပြန်နိုင်တဲ့ငှက်တွေစုပြီးနေတဲ့ကျွန်းပါမပြန်နိုင်တဲ့ငှက်တွေစုပြီးနေတဲ့ကျွန်းဖြစ်တာကြောင့် red ကလည်းမပြန်နိုင်ပါဘူးဒါပေမဲ့ red ကကျွန်းကြီးရဲ့ daily သမားတစ်ယောက်ပါဒါကြောင့်ကိန်းမုံမှာထားတဲ့လူစီကိုကိန်းမုံတစ်လုံးကင်ပြီးအပြေးသွားနေရပါတယ်လမ်းမှာတော့တစ်ပင်မောကလိမ့်ကြလိုက်ရင်းနှီးမလို့ဖြစ်လိုက်မွေကိုက်ခံမလို့ဖြစ်လိုက်နဲ့စုံမလုံးစီနဲ့ပြဿနာတွေနဲ့တိုးပါတယ်တိတ်မကြခင်မှာတော့ကိန်းမုံပို့ရမယ့်အိမ်ကိုရောက်လာပါပြီ red လည်းကိတ်ပိုင်ရှင်ကလေးကိုပြောင်းအောင်လုပ်ပေးပါတယ်ဒါပေမဲ့ကလေးကတော့ red ရဲ့ဝစ်စုံကြောင့်ကြောက်ပြီးတော့အော်ပါတယ်သူရောက်တဲ့အချိန်ကတတ်မှတ်ချိန်မကြော်သေးမယ်လေကလေးဖေကဇွတ်တင်းတတ်မှတ်ချိန်ကြော်နေပြီလို့ထားလို့တာကြောင့်တတ်မှတ်ချိန်ကြော်သွားပါပြီပိုဆိုးတဲ့ပြဿနာကတော့ကိတ်မုံထဲမှာရှင်းပါလာတာပါလူကြီးမင်းတို့လိုပဲအပင်မော်နေနဲ့ကန်ဆိုးရတဲ့ရှင်းလဲကိတ်မုံထဲကခေါင်းပြန်ဆွဲထုတ်ပြီးထွက်ပြေးပါတယ် red ကလည်းရှင်းကလမ်းမတော်စားမှုကြောင့်ပါလာတာဆိုပြီးတော့ကလေးဖေကိုရှင်းပြပါတယ်ဒါပေမဲ့ကလေးဖေကတော့ red ရှင်းပြတာတွေကိုနားမထောင်တော့ပဲကိတ်မုံဖိုးက red ပေးရမယ်ဆိုပြီးထားလုပ်ပါတယ်ကလေးဖေကြောင့် red လဲစိတ်ဆိုးသွားပါပြီငကိုကလေးကဒေါသကိုဖြစ်တဲ့ red လဲသူ့ဒေါသသူမထိန်နိုင်တော့တာကြောင့်ကလေးဖေကိုကိတ်မုံနဲ့ရိုက်ပါတယ်ဒါမဲ့ဒီမှာမပြီးသေးပါဘူး red ရဲ့ဒေါသကြောင့်မိသားစုရင်းစကားများကနေ red ကခြေချော်ကြီးမပေါက်သေးတဲ့ငှက်ဥထဲခေါင်းဆိုင်သွားပါတယ် red ကငှက်ဥထဲခေါင်းဆိုင်သွားတာကြောင့်ငှက်ဥလည်းကွဲသွားပါပြီအင်ရှင်လင်များကလည်းသူတို့ဥကွဲသွားတာကြောင့်စိတ်ဆိုးနေကြပါတယ် red ကတော့ဥကွဲသွားတာတော့မှပဲအထီးလေးဆိုပြီးတော့ပြောနေတော့ပါအမှန်တော့ red အတွက်ဒီလိုပြဿနာတွေဆိုတာတကယ်ချင်းပေါင်းပေါင်းလို့ရတဲ့အထိများနေခဲ့ပါပြီ red ငယ်စဉ်ကတည်းကသူ့ဘဝတစ်လျှောက်လုံးမှာပြဿနာနဲ့ကင်းတဲ့နေဆိုတာလည်းမရှိပါဘူးအကြောင်းကတော့ red ကအရန်ဒေါသကြီးလို့ပါဒါပေမဲ့ red ဒီလိုဒေါသကြီးနေဆိုတာအကြောင်းပြချက်ရှိပါတယ် red ကငယ်ငယ်တည်းကမိဘနှစ်ပါးစလုံးကိုဆုံးရှုံးခဲ့ရသူတယောက်ပါသူ့ဘဝမှာသူ့မိဘဆိုတာမြင်အောင်မမြင်ဘူးခဲ့ပါဘူးဒါမှလည်းအဲ့လိုတနာစရာ red လေးကဘဝင်းကျင်အားပေးမှုကိုပါဆုံးရှုံးခဲ့ပါတယ် red မှာရှိနေတဲ့တာမန်ထက်ကြီးတဲ့မြက်ခုံးမွှေးတွေကြောင့်သူ့ဘေးပတ်ဝန်းကျင်ကကလေးတွေလူကြီးတွေကသူ့ကိုနှိမ်ချပြောဆိုခဲ့ပါတယ်ဒီချက်တွေကြောင့် red မှာဒေါသထိမ့်မြတဲ့ပြဿနာဖြစ်လာခဲ့ပြီးတကြုံလုံးနဲ့လည်းမတည့်ဘူးဖြစ်လာပါတယ်ပြဿနာဆိုတာလည်းခဏခဏတက်ပါတယ်အခုလည်းဥကွဲသွားတဲ့ကိစ္စကြောင့်ကလေးတွေက red ကိုတရားစွဲပါတယ်ဥတွေကငှက်ပေါက်လေးကတော့ကန်ကောင်းလို့မသေးပါဘူးဒါပေမဲ့ကလေးတွေကငှက်ပေါက်ကလေးအနေနဲ့ red ကသူ့ဖေလို့ထင်သွားတာကိုမကျေနပ်တာကြောင့်တရားစွဲလိုက်တာပါတရားသူကြီးကလည်း red ကိုတရားဖျက်မြောက်မစီရင်မဲမခံချင်အောင်ပုတ်ခတ်ပြီးပြောပါတယ်ဒါကြောင့် red လည်းတရားသူကြီးကိုတီးမခံနိုင်တော့ပဲပြန်ပြောပါပြီ red ကတရားသူကြီးကိုပြန်ခံပြောနေမကပဲအဆက်ပါခွဲခဲ့တာကြောင့်တရားသူကြီးလည်းစိတ်ဆိုးသွားပါတယ်စိတ်ဆိုးသွားတဲ့တရားသူကြီးလည်း red ကိုအပြုတ်မှုဆိုင်ရာတင်ကြားရေးတင်တန်းကျောင်းမှာတွားနေလို့အမိန့်ချလိုက်ပါတယ်အမှန်တော့ဒီပြစ်ဒဏ်ကငှက်ကျုံးတစ်ကျုံးလုံးမှာအဆိုးဝါးဆုံးသောပြစ်ဒဏ်ပါဒါကြောင့်ငှက်ဥခွဲခံခဲ့ရတဲ့ကလေးဖေကလည်းကျေနပ်သွားပါတယ် red ကတော့အဲ့ဒီတင်တန်းကျောင်းကိုလုံးဝမတွားချင်ပါဘူးဒါပေမဲ့မတွားမဖြစ်သွားမှာဖြစ်လို့တွားပါတယ်အပြစ်မှုထိမ့်သိမ်းတင်တန်းကျောင်းပေါ့ဝါကိုရောက်ချိန်မှာတော့ red တယောက်တင်တန်းပြင်ကကိုလူပြုံးရုံနဲ့တွေ့ပါတယ်လူပြုံးရုပ်ကတော့သူ့ဟာသူပြုံးနေတာပါဒါပေမဲ့ကိုလူပြုံးရုပ်ရဲ့စဖီးပုံနဲ့ဟိုဘက်ရိုင်ဒီဘက်ရိုင်ပုံစံက red ရဲ့ဒေါသကိုစွာပေးသလိုမျိုးဖြစ်နေပါတယ် red လည်းသူ့စိတ်သူလျှော့ပြီးတော့တင်တန်းနဲ့ဝင်ဖို့လုပ်ပါတယ်ဒါပေမဲ့ကိုလူပြုံးရုပ်မှာပါတဲ့လူပြုံးဆိုင်ဘုတ်က red ရဲ့ခေါင်းကိုလာလာရိုက်နေရကြောင်း red လည်းစိတ်မထိန်နိုင်တော့ပါဘူးစိတ်မထိန်နိုင်တော့တဲ့ red လည်းကိုလူပြုံးရုပ်ကိုတစားစီလှုပ်ပစ်လိုက်ပါတယ်အဲ့နောက်မှာတော့ red လည်းတင်တန်းနဲ့ဝင်လာပါပြီတင်တန်းနဲ့ရောက်တဲ့အခါမှာတော့သူ့ဆရာမနဲ့တွေ့ပါတယ်အဲ့ဒီပြင်ခုလိုမျိုးပြစ်မှုကျွလွန်လို့တင်တန်းနဲ့ရောက်နေသူတွေနဲ့လည်းတွေ့ပါသေးတယ်သူတို့ကတော့ချက်ဘုံနဲ့ Terrence ဆိုပါချက်ကတော့အမြန်ကောင်ဖြစ်ပြီးတော့မိုင်းနှုံးကြော်ပြေးမှုနဲ့ပြစ်ပေးခံထားတာပါဘုံကတော့သူ့စိတ်သူမထိန်နိုင်ပဲစိတ်လို့ရှားလာရင်ထားတာပေါက်ကွဲတယ်လို့ဒီတင်တန်းစီကိုရောက်နေခဲ့တာပါ Terrence ကတော့ဘာလို့ရောက်နေလဲမသိပါဘူးဒါပေမဲ့ပုံစံနဲ့တော်လေးကိုကြောက်ဖို့ကောင်းတာကြောင့်ဘယ်သူမှသူ့ကိုမမေးရဲပါဘူးဆရာမဖြစ်သူကလည်း red ကိုတခြားသူတွေနဲ့မိတ်ဆက်ပေးပြီးတော့လေးချင်ကန်နေစားလုပ်ခိုင်းပါတယ်ဘုံကတော့လေးချင်ကန်လုံးနေနဲ့တောင်ထပြီးတော့ပေါက်ကွဲပါသေးတယ်ဘုံကအဲ့လိုကြီးဆိုင်မစင်ဘုံမစင်ပေါက်ကွဲတာကြောင့်သူတို့အတန်းလေးရက်လိုက်ရပါပြီတန်းပြီးချိန်မှာတော့ချက်ကသူနဲ့တူထွက်လဲဖို့ red ကိုခေါ်ပါတယ်ဒါပေမဲ့ red ကတော့တယောက်တည်းနေချင်တာကြောင့်ညင်းလိုက်ပြီးတော့တယောက်တည်းပဲထွက်လာပါတယ် red တယောက်လမ်းလျှောက်လာရင်းနဲ့အိမ်တိန်ရှိကိုရောက်ချိန်မှာတော့ red တယောက်လမ်းမလျှောက်နိုင်တော့ပါဘူးအကြောင်းကတော့အိမ်ထဲမှာရှိတဲ့ကလေးမေတယောက်ကလေးတွေကိုပြောပြနေပုံမြင်က red ကိုဆွဲဆောင်လိုက်လို့ပါပုံမြင်နဲ့ပါလာတာကတော့လင်းအောင်သူရဲကောင်းကြီးရဲ့အကြောင်းပါပဲအမှန်တော့ red တို့ငှက်ကျိုးပေါ်မှာမိုးပေါ်ပြန်နိုင်တဲ့သူဆိုလို့လင်းအောင်သူရဲကောင်းကြီးပဲရှိပါတယ်လင်းအောင်သူရဲကောင်းကြီးကခေတ်ဆက်ဆက်မှာငှက်တွေကိုကာကွယ်ခဲ့တယ်ဆိုပြီးနာမည်ကြီးသူတယောက်ပါအမှန်တိုင်းပြောရမယ်ဆိုရင်လင်းအောင်သူရဲကောင်းကြီးဆိုတာကတော့ red လေးစားတဲ့တဝူးဒီသောသူပါပဲဒါပေမဲ့ red တို့မျိုးဆက်မှာရှိတဲ့ငှက်တွေကတော့ဘယ်သူမှလင်းအောင်သူရဲကောင်းမမြင်ဘူးကြပါဘူး red လည်းမရှိတဲ့သူရဲကောင်းကိုထပ်ပြီးတော့တန်းတာမနေတော့ပဲအိမ်ပဲပြန်လာလိုက်ပါတယ် red ရဲ့အိမ်ကတော့ရွာပြင်မှာပါရွာပြင်ထုတ်ထားဆိုတာကလည်းသူကိုယ်တိုင်ကငှက်တွေကိုကြည့်မရလို့ပါပဲနောက်တစ်နေ့မှာတော့ red လည်းအရင်လေးလိုပဲတင်တန်းရှိရာစီကိုသွားပါတယ်တင်တန်းရောက်တဲ့အခါမှာတော့ဆရာမကကြပြရေးလာလားလို့မေးပါတယ်အမှန်တော့တင်တန်းဆရာမကကြပြရေးဖို့အိမ်စာပေးလိုက်တာပါဒါပေမဲ့ red ကတော့ဘာကြပြမှရေးမလာပါဘူးမရေးလာတဲ့အကြောင်းမေးတော့လည်းမရေးချင်လို့ပဲပြောလိုက်ပါတယ်ချက်ကတော့ပြက်စီးသွားတဲ့ကိုလူပြုံးရုပ်ကိုထုတ်လာပါတယ် red လည်းကိုလူပြုံးရုပ်ကိုဖျက်ဆီးတာကသူမဟုတ်တယ်လို့ဟန်ဆောင်လိုက်ပါတယ်ဒါပေမဲ့အယုတ်ပေါ်ကထွက်လာတဲ့သူ့အမွှေးကြောင့်လက်ဘူးလက်ချက်ကိုမိသွားခဲ့ပါပြီချက်တို့ကလည်းတစားစီဖြစ်နေကိုလူပြုံးရုပ်အတွက်ဝမ်းနေကြောင်တချင်းတွေပါတွေဆိုပေးပါတယ်သူတို့အဲ့လိုဆိုနေကြတော့မှပဲထူးဆန်းတာတစ်ခုဖြစ်လာပါတယ်အဲ့ဒါကတော့သူတို့နေတဲ့ကျွန်းစီကိုတင်းမောတစီရောက်လာခဲ့တာပါတလုံးရေပေါ်သွားနိုင်တဲ့ဆက်ဆိုလို့ဘာတစ်ခုမှမမြင်ခဲ့ဘူးတဲ့ချက်တို့လည်းအပြင်ထွက်ပြီးတော့ကြည့်ကြပါတယ်သူတို့တင်လားဆိုတော့မဟုတ်ပါဘူးတကြုံလုံးထွက်ပြီးကြည့်ကြတာပါတင်းမောကြီးကလည်း red တို့အိမ်သားကိုရောက်လာတော့ရက်သွားပါတယ် red ရဲ့အိမ်နံတော်မှနည်းနည်းပီးစီလေးပြိုသွားပါသေးတယ်တင်းမောပေါ်ကနေလည်းတင်းမောပိုင်ရှင်တွေဆင်းလာကြပါတယ်
သူတို့တွေကတော့ကိုဝက်သိုးတွေပါကိုဝက်သိုးကြီးနဲ့ကိုဝက်သိုးလေးတို့ပဲဖြစ်ပြီး red တို့အတွက်တောင်မှလက်ဆောင်ယူလာပါသေးတယ်ကိုဝက်သိုးတို့ကလည်းသင်းမောပေါ်မှာသူတို့ညောက်ပဲပါတာလို့ပြောပါတယ် red ကတော့ကိုဝက်သိုးတို့ကိုစမြင်ကလေးကမကြိုက်ပါဘူးဒါပေမဲ့တသက်နဲ့တကူဧည့်သည်မမြင်ဘူးခဲ့တဲ့တရားသူကြီးငှက်ပါဝင်တခြားငှက်တွေအားလုံးကကိုဝက်တို့ကိုကောင်းမွန်မွန်ကြိုးဆိုပေးကြပါတယ်အိုင်နင်းညမှာတော့အားလုံးတူတူပါတီပွဲလုပ်ကြပါတယ်ကိုဝက်သိုးတို့ကလည်းသူတို့နဲ့ပါလာတဲ့ပစ္စည်းတွေကိုငှက်အုပ်စုနဲ့မိတ်ဆက်ပေးပါတယ်ငှက်အုပ်စုကြီးအတွက်ကတော့ကိုဝက်တို့ယူလာတဲ့ပစ္စည်းတွေကအထူးဆန်းတသက်နဲ့တကူပထမဆုံးမြင်မှုတဲ့ပစ္စည်းတွေပါကိုဝက်သိုးတို့ကလည်းသူတို့နဲ့ယူလာတဲ့လောက်လေးကွာကြီးကိုကိုငှက်တို့စီမိတ်ဆက်ပေးပါတယ်အဲဒီလောက်လေးကွာကြီးတို့ကပထမဆုံးအစမ်းသက်ခံကတော့ rat ပါကိုဝက်သိုးတို့လည်း rat ကိုလေးကွာနဲ့ထည့်ပြီးတော့ပြစ်လိုက်ပါတယ် rat ကလည်းပါတီပွဲတွေကနေထွက်နိုင်ခဲ့ပြီမို့လို့သူ့ဘာသာသူကျေနပ်နေပါတယ်ဒါပေမဲ့ကိုဝက်သိုးတို့ရဲ့သင်းမောကိုကြည့်မိချိန်မှာတော့ rat ရဲ့အတွေးကပြောင်းသွားပါပြီ rat ကလည်းကိုဝက်သိုးတို့သင်းမောပေါ်ကိုတက်ကြည့်ခြင်းပါတယ်အဲ့ဒီချိန်မှာပဲချက်ကလည်းရောက်လာပြီးတော့တငယ်ချင်းကောင်းပီသားစွာနဲ့သူများပိုင်တဲ့ထဲဝင်နေတဲ့ rat ကိုပါရမီဖြည့်ပေးပါတယ်သူတို့နဲ့အတူတူဘုံလည်းပါသေးတယ်သင်းမောပေါ်တက်ရှာတဲ့ခါမှာတော့ဘာမှထွေထူးထူးမတွေ့ပါဘူးဒါမှလည်းဘုံကြောင့်သင်းမောကြမ်းကျွံသွားတဲ့ခါမှာတော့အထဲမှာရှိတဲ့ဝက်သိုးပေါင်းများစွာကိုတွေးလိုက်ရပါတော့တယ် red တဲ့ဝက်တွေအများကြီးရှိနေတာဖြစ်ကြောင်းနဲ့နှကောင်ထဲလာတဲ့ဆိုတာလိန်နေတာဖြစ်ကြောင်းကြံတဲ့ငှက်တွေကိုသွားပြီးတော့ပြောပါတယ်ဒါပေမဲ့ဘယ်သူမှသူ့ဘက်ကမလိုက်ပေးပါဘူးအဲ့ဒီပြင် red ကိုတော့မှရန်လုကြပါသေးတယ်ဒါကြောင့် red လည်းဘာမှမပြောတော့ပါဘူးအဲ့ချိန်ကနေစပြီးတော့ဝက်တွေကငှက်ကျုံးမှာရောထွေးလာခဲ့ပါပြီငှက်ကျုံးဟိုဒီမှာလဲတောင်ဆောက်မြောက်ဆောက်ပတ်ဆောက်ပြီးတော့နောက်သင်းမောတစ်စီးလိုက်နဲ့တခြားဝက်တွေတောင်ရောက်လာကြပါသေးတယ်အဲ့ဒါကြောင့်လည်းပဲ red ရဲ့အိမ်လဲပြိုသွားခဲ့ပါပြီစိတ်ညစ်သွားတဲ့ red လဲဝက်တွေကိုစိတ်ပြတ်မိတာကြောင့်ရကောင်းမြင်ဆွဲပြီးတော့ဝက်တွေကိုမောင်းထုတ်ဖို့လုပ်ပါတယ်ဒီအတွက် red ဆွဲဖမ်းလိုက်မိတဲ့ကောင်းမြင်ကတော့လင်းုံသူရဲကောင်းပုံမြင်ပါ red လဲလင်းုံသူရဲကောင်းကိုရှာပြီးတော့ဝက်တွေကိုမောင်းထုတ်ဖို့လုပ်ပါတယ်လင်းုံသူရဲကောင်းကိုရှာဖို့အတွက်လဲ check နဲ့ဘုံတို့ကိုအကူအညီသွားပြီးတော့တောင်းပါတယ်တိတ်မကြခင်မှာတော့ကျွန်းရဲ့အမြင့်ဆုံးနေရာကိုရောက်သွားတဲ့ red တို့၃ယောက်လင်းုံသူရဲကောင်းကိုရှာတွေ့ခဲ့ပါပြီဒါမဲ့ထင်သားနဲ့တခြားသည်ဖြစ်နေလင်းုံသူရဲကောင်းကြောင့် red လဲစိတ်ပြတ်ပြီးသွားခဲ့ပါတယ်အခုမြင်နေရတဲ့လင်းုံသူရဲကောင်းကတော့အစိုးရဲ့အကရဲ့အဲ့ရဲ့အစားရဲ့ကလွဲပြီးဘာမှမသိတဲ့သူပါအဲ့ဒီပြင်တခြားငှက်တွေနေတဲ့နေရာကိုလည်းမှန်ပြောင်းနဲ့ကြည့်နေတတ်ပါသေးတယ်မှန်ပြောင်းနဲ့ကြည့်တယ်ဆိုတာကလည်းကြည့်ုံပဲကြည့်တာပါ red ကလည်းလင်းုံသူရဲကောင်းရဲ့မှန်ပြောင်းကနေရွာထဲကိုကြည့်ပါတယ်ဒီခါမှာတော့အိမ်တွေကိုဖျက်ဆီးနေတဲ့ဝက်တွေကိုမြင်သွားပါပြီ red ကလည်းဝက်တွေကိုမောင်းထုတ်ပေးဖို့လင်းုံသူရဲကောင်းကိုပြောပါတယ်ဒါပေမဲ့လင်းုံကြီးကတော့ red ရဲ့စကားကိုနားမထောင်ပါဘူးအဲ့ဒီပြင်သူကအနားယူလိုက်ပြီးဖြစ်တာကြောင့်ကိုဘာသာကိုကြည်ရှင်းတော်ဆိုပြီးတော့ပြောလိုက်ပါသေးတယ်ဒါကြောင့် red လည်းလင်းုံသူရဲကောင်းကိုချိန်ဆပြီးတော့ထွက်လာလိုက်ပါပြီလင်းုံသူရဲကောင်းတော့သူ့ကိုစိတ်ပြတ်သွားတဲ့ red ကိုကြည့်ပြီးတော့ချိန်နဲ့နေပါတယ်အမှန်တော့သူ red ကိုအဲ့လိုပြောလွှတ်လိုက်တယ်ဆိုတာရည်ရွယ်ပြီးတော့ကိုပြောလိုက်ခဲ့တာပါဒါမှ red ကသူရဲကောင်းဖြစ်လာလိမ့်မယ်လို့တွေးမိလို့ပါ red တို့ရွာထဲကိုပြန်အောင်ချိန်မှာတော့ဝက်ကောင်တွေကဥတွေခိုးပြီးတော့တောင်ထွက်ပြေးနေကြပါပြီ red တို့လည်းဥတွေပြန်လိုက်လူပေမဲ့မမီတော့ပါဘူးငှက်တုံးတွေကလည်းခုမှပဲ red ကသူတို့ကိုသတိပေးခဲ့တာကိုနားမထောင်မိခဲ့တာတွေအတွက်မှားမှန်းတည်သွားခဲ့ပါတယ်နောက်မှရတဲ့နောင်သားတွေတပြုံတစ်ခေါင်းကြီးရသွားငှက်တုံးတွေလည်း red ကိုခေါင်းဆောင်တင်ပြီးတော့ဥတွေပြန်ယူဖို့လုပ်ကြပါတယ် red ကလည်းအားလုံးဥဆောင်ပြီးတော့ဝက်တိုင်းပြည်ထိကိုချီတက်သွားပါတယ်နေဆက်ကိုရောက်ချိန်မှာတော့ဝက်တိုင်းပြည်တွေကိုလေးခွားနဲ့ပြည့်ဝင်ပြီးတော့ဥတွေသွားယူခဲ့ပါတယ်စစ်စင်ရဲ့ဥဆောင်သူကတော့ red check နဲ့ဘုံတို့ပါစာပိုင်းမှာတော့အစားခံရတော့မဲ့ဥတွေကိုယူရတာမလွယ်ပေမဲ့လည်းလင်းအောင်သူရဲကောင်းကြီးရောက်လာပြီးတော့သူတို့ကိုကူညီပေးတာကြောင့်ဥတွေကိုပြန်ယူသွားနိုင်ခဲ့ပါပြီဒါမဲ့ဥတလုံးကပြုတ်ကျသွားတာကြောင့် red ကနေခဲ့ပြီးတော့ဥကိုယူပါတယ်ဥကိုယူရင်းနဲ့ဝက်သိုးနန်းတော်နဲ့ရှိသမျှဒိုင်းနမိုက်အကုန်ခွဲလိုက်မိတာကြောင့်ဝက်တိုင်းပြည်ကတော့ပြာဖြစ်သွားခဲ့ပါပြီ check တို့ကလည်းဥရော red ရောသေပြီလို့ထင်ပြီးတော့ဝမ်းနေနေကြပါတယ်ဒါမဲ့ဘုံမကွဲရင်ကလေးကဥနဲ့တူအကာကောင်းကောင်းယူထားနိုင်တဲ့ red တို့ကတော့ဘာမှမဖြစ်ပါဘူး red သိမ်းထားတဲ့ဥကတော့ကွဲပြီးတော့ငှက်ပြပေါက်လေး၃កောင်ထွက်လာခဲ့ပါတယ်ဘယ်လိုပဲပြောငှက်ကလေးတွေနဲ့သားသမီးကုန်ပြန်ပြီးဖြစ်တဲ့ငှက်အုပ်စုကတော့ပျော်သွားခဲ့ပါပြီ။အိုင်နောက်ကစားလို့ red နဲ့ chat တို့ကလည်းငှက်တုံးတွေရဲ့သူရဲကောင်းတွေဖြစ်လာခဲ့ပါတယ်။အဲဒီပြင်ငှက်တုံးတွေက red အတွက်အိမ်ကိုတောင်ဝိုင်းပြီးတော့စောက်ကြပေးပါသေးတယ်။အဲဒီကနေစားလို့ red လည်းတခြားငှက်တွေနဲ့တင်းမြက်မြက်ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားရင်းဇလန်းလေးရလည်းဒီမာတွေမဲ့ပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ။ဆိုတော့နောက်နေ့မှလည်းခုလိုဇာကားကောင်းလေးတွေကိုတင်ဆက်ပေးမှာမလို့ပရိသတ်များလာပြီးတော့ကြည့်ရှုကြပါအောင်ခင်ဗျာ။ကျွန်တော်ရဲ့